င်္ဂလာပါရှင်ကျမတို့ Burma Democratic Concern PDC TV Knowledge Bank အစီအစဉ်မှာကြိုဆိုပါရှင်ကျမနာမည်နားမွေဖောင်ဖြစ်ပါရှင်ကျမတို့ Burma Democratic Concern PDC TV Knowledge Bank အစီအစဉ်မှာအပတ်စဉ်သတင်းဆောင်းပါးကပြဝတ္ထုတို့များကိုဖတ်ကြားလေးရှိပါရှင်ကျမဒီနေ့ဖတ်ကြားမယ့်သတင်းကတော့ချင်းမိုင်မစ္စည်းမသတင်းဌာနသတင်းတပုတ်ဖြစ်သည့်ကိုရက်ချိတ်တိပေတာကြောင့်ပြောင်းရမည်ဆိုတဲ့သတင်းဖြစ်ပါရှင်သတင်းရဲ့ပြည့်စုံကမြန်မာဒီမိုကရေစီကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏လူငယ်ကိုရက်အယူအဆအတိုင်းကိုရက်ချိတ်ဆက်ထားသည့်ရန်ကုန်တိုင်းတာမွေမြို့ရှိပေတာတင်တန်းကျောင်းပေတာ Institute တီအာနာပိုင်များဖြစ်အားကြောင့်နေရာပြောင်းပေးရမည်ဟုကျောင်းအုပ်ဦးမျိုးရန်နောင်ကျင်းအဆိုအရသိရသည်တာမွေမြို့နယ်ကြောက်မြောင်ရက်ကွက်စိတ်တဒုက္ခလန်အင်္ဂမတ်23အထက်5ရှိပေတာတင်တန်းကျောင်းအခန်းတို့ယခုလ10ရက်နေ့ည10:00နာရီခွဲခန့်တွင်တလန်းချင်းနေအခန်းပိုင်ရှင်30နှစ်ခန့်အရွယ်အမျိုးသမီးနှင့်ရောက်ခမတော်ဆက်သူတို့ကချက်ချင်းဖေးပေးရန်လာရောက်ပြောရှာခဲ့ခြင်းဖြစ်သည်ဒီအခန်းပိုင်ရှင်ကနေဖေးခိုင်းသည်ဒီအခန်းမှာနိုင်ငံရေးလှုပ်ရှားမှုတွေလုပ်နေတယ်ပေါ့မဖေးပေးလို့ရှိရင်အခန်းကချိတ်ပိတ်ခံရမယ်လို့ငိုပြီးတော့လာတောင်းပန်တယ်သူတို့ကိုအာနာပိုင်တွေကချင်းချောက်တင်တဲ့ဟုဦးမျိုးရန်နောင်ကျင်းကမျက်စိမှကိုပြောသည်သူကဆက်ပြီးသူ့အမျိုးသားကတင်ပေါ်သားအမျိုးသားရဲ့အဖေအမေတွေကလည်းကျောင်းဆရာမဟောင်းတွေဗျာဒီအခန်းကသူ့အမျိုးသားဝယ်ပေးပြီးတော့သူတို့နေတော့မနေရသေးဘူးသူကရှင်းပြတယ်သူတို့ဘဝကိုမဖြတ်စည်းပါနဲ့ပေါ့လာတောင်းပန်နေဟုပြောသည်အခန်းပိုင်ရှင်သည်ကျောင်းလက်နေသဖြင့်ချင်းချောက်သည့်အာနာပိုင်မိသူဖြစ်သည်ကိုမဖြေကြားတော့လဲတာမွေးမြို့နယ်ဒေတာအာနာပိုင်များဖြစ်နိုင်သည်ဟုသူကခန့်မှန်းသည်ဒေါ်ဆန်းစုကြည်၏ကိုရက်ဖွဲ့အယူအဆထွက်ပေါ်လာပြီးနောက်လူငယ်ကိုရက်အချို့အလျော်လျော်ပျော်ထွက်လာသည့်အနက်88ကျောင်းသားခေါင်းဆောင်ဦးမျိုးရန်နောင်ကျင်းဦးဆောင်သည့် Nation Youth Network လည်းအပါဝင်ဖြစ်သည်ပြီးခဲ့သည့်လ6ရက်နေ့တွင်ဖွဲ့စည်းခဲ့သည့် Nation Youth Network နှင့်ချိတ်ဆက်ထားသည့်အစုအဖွဲ့104ခု၌ပေတာတင်တန်းကျောင်းပေတာ Institute လည်းတခုအပါဝင်ဖြစ်သည်ပေတာကျောင်း၌လူမှုဆက်ဆံရေး Social Science ကမ္ဘာပြည်ထနာများသင်ခန်းစာ Global Conflict အရှေ့တောင်အာရှနိုင်ငံများကိုလေ့လာခြင်း South East Asia Study နဲ့အခြေခံအင်္ဂလိပ်ဘာသာရပ်များကိုလက်ပတ်သင်ခန်းစာအဖြစ်သင်ကြားပေးနေပြီးယခုလ18ရက်နေ့တွင်ပြီးဆုံးပြီဖြစ်သည်ကျွန်တော်တို့ကညှိလိုက်တာ16ရက်နေ့နဲ့တဲ့သွားတာသင်ခန်းစာတွေကိုနေ့လယ်ပိုင်းလောက်အပြီးဖြတ်မယ်တနာရီကနေ3နာရီအထိမှတင်တန်းစင်ပွဲလုပ်ပြီးတော့အခန်းထဲကပစ္စည်းတွေတခါတည်းရွေ့မယ်ဟုဦးမျိုးရန်နောင်ကျင်းကဆိုသည်နေရာတစ်ကိုမူရှာဖွေနေစေဖြစ်ကြောင်းကြည်ရသည်ကျောင်းသား၏ဒုတိယမြောက်တင်တန်းစင်ပွဲကိုယခုလ4ရက်နေ့တွင်ကျင်းပခဲ့ရာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူဒေါ်ဆန်းစုကြည်ကအားပေးစာပေးပို့ခဲ့သလိုဥက္ကဋ္ဌဖြစ်သူဦးတင်ဦးကကိုယ်တိုင်တက်ရောက်ခဲ့သည်ပေတာတင်တန်းကျောင်းအဖြစ်ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှစ၍ရက်တိုတင်တန်းများပေးနေပြီးပထမဆုံးတင်တန်းကိုနိုင်ငံတကာဆက်ဆံရေးပညာမိတ်ဆက်ဘာသာရပ်ဖြင့်စတင်ခဲ့သည်လက်တလုံးတက်ရောက်နေသည့်ကျောင်းသား60အပါအဝင်တရားဥခန့်တင်ကြားပြီးဖြစ်သည် Nation Youth Network နဲ့ချိတ်ဆက်သည့်အစုအဖွဲ့104ခုနှင့် New Myanmar Foundation Development Association for Youth Social Action for Youth ကုမွန်ဒရာ Youth Education Program တို့လည်းပါဝင်ကြောင်းသိရသည်အခြားလူငယ်ကွန်ရက်များမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်၏ဗမာနိုင်ငံလုံးဆိုင်ရာလူမှုရေးလူငယ်ကွန်ရက် The Whole Burma Social Youth Network SYN ပြည်ပအခြေဆိုင်မြန်မာနိုင်ငံသားများဆိုင်ရာနိုင်ငံတကာလူမှုကွန်ရက် International Network for Burma တို့လည်းပါဝင်သည်ပုံမပြတဲ့တင်ဆက်လက်များကိုသိရှိလိုပါကကျမတို့ Burma Democratic Concern website ဖြစ်တဲ့ www.pdcburma.org ကိုဝင်ရောက်ဖတ်ရှုနိုင်ပါရှင်။ဒါအပြင်တင်ဆောင်းပါကပြဝတ္ထုတို့များကိုပေးပို့လို့ချင်ပါကကျမတို့ Burma Democratic Concern www.pdcburma.org ကိုပေးပို့နိုင်ပါရှင်။မိဘတွေတို့ပေါင်းကိုစိတ်နှပြချမ်းသာကြပါစေရှင်